ဖောက်ပြန်ခြင်းကိုနောင်တရတဲ့သူကကိုယ့်အတွက်တို့ဒီအချက်တွေလုပ်ပေးပါလိမ့်မယ်ဗျအဲ့တော့တကယ်ရှိတဲ့သူကကိုယ့်ကိုတကယ်တန်ဖိုးထားတယ်ဆိုရင်ပြန်လဲကုသပေးပါလိမ့်မယ်နံပါတ်1ချက်အနေနဲ့ကတော့အမားကိုဝန်ခံပြီးတော့မှကျွန်တော်တာဝန်ယူတတ်ခြင်းပဲဖြစ်ပါတယ်ဗျသူကအမှန်တကယ်နောင်တရတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ကိုလည်းအပြစ်ပုံချခြင်းမရှိတော့ဘဲနဲ့သူ့ရဲ့လုပ်ရက်တွေအတွက်အကောင်းဆုံးရိုးရိုးသားသားဝန်ခံပြီးတော့တာဝန်ယူလာပါလိမ့်မယ်ဗျနံပါတ်2အချက်ကတော့ပွင့်လင်းမြင်သာမှုရှိခြင်းပဲဖြစ်ပါတယ်ယုံကြည်မှုကိုပြန်လဲပြီးတော့ကျွန်တော်တို့တည်ဆောက်တဲ့အခါမှာကျွန်တော်တို့သူ့ရဲ့ဖုန်းတွေသူ့ရဲ့ social media တွေတွာလာလှုပ်ရှားမှုတွေကိုဖုံးကွယ်ထားခြင်းမရှိတော့ဘဲနဲ့ပွင့်လင်းမြင်သာစွာနဲ့ပြောပြလာပါလိမ့်မယ်ဗျဘယ်သွားမယ်ဘယ်သူနဲ့ရှိနေလဲဆိုတာကိုမေးတာကိုမဆောက်ဘဲနဲ့သူကနေပြီးတော့ပြောပြလာပါလိမ့်မယ်အဲ့တော့လက်တွဲဖော်ရဲ့စိုးရိမ်စိတ်ကိုရှော့ချပေးဖို့အတွက်စူးစမ်းတတ်ပါလိမ့်မယ်ဗျအဲ့တော့ဒါကတော့ကျွန်တော်နံပါတ်2ချက်ဖြစ်ပါတယ်နံပါတ်3ချက်ကတော့နာကျင်စေခဲ့တဲ့အရာတွေကိုစာနားလည်ခြင်းပဲဖြစ်ပါတယ်ဗျအဲ့တော့အဓိကတော့မိမိရဲ့အလုပ်ကြောင့်တစ်ဖက်လူကိုဘယ်လောက်ထိစိတ်ဒဏ်ရာရသွားလဲဆိုတာကိုနားလည်ပေးဖို့အတွက်စူးစမ်းကြပါတယ်တဲ့အဲ့တော့လက်တွဲဖော်ကစိတ်ဆိုးပြီးအတိတ်ကအကြောင်းတွေပြန်ပြောတဲ့အခါမှာတော့မှကျွန်တော်စိတ်မရှိတာမျိုးမလုပ်ဘဲနဲ့တီးခံပြီးတော့မှနားထောင်ပေးခြင်းပဲဖြစ်ပါတယ်နှစ်သိမ့်ပေးခြင်းတို့ကိုသူကပြန်လဲပြီးတော့ပြုလုပ်ပေးပါလိမ့်မယ်ဗျအဲ့တော့နံပါတ်4အချက်ကတော့အဆက်အသွယ်လုံးဝဖြတ်တောက်ခြင်းပဲဖြစ်ပါတယ်သူဖောက်ပြန်ခဲ့တဲ့တတိယလူနဲ့ကျွန်တော်တို့အဆက်အသွယ်အားလုံးကိုဖုန်းတွေဖိုင်ဘာတွေလူမှုကွန်ရက်လှုပ်ရှားမှုတွေအားလုံးကိုလုံးဝပြတ်သားဖြတ်တောက်လိုက်တာပါပဲဖြစ်ပါတယ်ဗျနောက်မှလည်းထိုသူနဲ့ပတ်သက်မှုမရှိတော့အကြောင်းကိုလက်တွဲပေါ်စိတ်ချရတဲ့အထိတက်တည်ပြလေးရှိပါတယ်ဗျနောက်ဆုံးတစ်ချက်ကတော့နံပါတ်5ချက်ပဲဖြစ်ပါတယ်ရည်ရှိပြောင်းလဲမှုကိုပြသခြင်းပဲဖြစ်ပါတယ်ဗျအဲ့တော့နောင်တဆိုတာကကျွန်တော်တို့ခဏတာစိတ်လှုပ်ရှားမှုမဟုတ်ဘဲနဲ့ရည်ရှိပြုပြင်ပြောင်းလဲမှုဖြစ်ဖို့စူးစမ်းကြပါတယ်တဲ့အဲ့တော့စိတ်နေစိတ်ထားပြောင်းလဲလာခြင်းပြီးတော့လက်တွဲဖော်ပုံမိုဂရုစိုက်ပြီးတော့အချိန်ပေးလာခြင်းပဲဖြစ်ပါတယ်ယုံကြည်မှုပြန်ရဖို့အတွက်အချိန်ယူရတယ်ဆိုတာကိုလည်းလက်ခံပြီးတော့စိတ်ရှိလာကြပါတယ်တဲ့အဲ့တော့ဖောက်ပြန်ခြင်းကြောင့်ပျက်စီးသွားတဲ့ယုံကြည်မှုကိုပြန်လဲတည်ဆောက်ဖို့ဆိုတာကနှစ်ဖက်စလုံးအချိန်နဲ့စူးစမ်းအားထုတ်မှုအများကြီးလိုပါတယ်အခုပြောပြပေးခဲ့တဲ့အချက်5ချက်စလုံးကိုကျွန်တော်တို့ဒါပြန်လဲပြီးတော့မှသုံးသပ်လို့ရတယ်ဗျမူရင်းရေးသားတဲ့သူကိုလည်းအရန်ကျေးဇူးတင်တယ်အရန်ကိုသဘောကျလို့ပြန်လဲပြီးတော့ sharing ပေးခြင်းဖြစ်ပါတယ်ဗျတကယ်လို့ဒီຢာတွေနဲ့မကိုင်းညီနေဘူးစက်ကျင်ဘက်တွေကြီးပဲဖြစ်နေတယ်ဆိုရင်တော့ဖောက်ပြန်နေတဲ့သူကိုတော့လုံးဝကျွန်တော်ပြန်လက်မခံသင့်ဘူးပေါ့နော်တကယ်လို့ဒီຢာတွေနဲ့ကိုယ့်ကိုအကောင်းဆုံးပြန်ပြီးတော့ယုံကြည်မှုတည်ဆောက်ပေးနိုင်တယ်ဆိုရင်တော့ဒါကတော့စဉ်းစားပေးသင့်ပါတယ်ဗျအဲ့တော့အစတည်းမှာဖောက်ပြန်တော့အကောင်းဆုံးပေါ့နော်ဒါပေမဲ့နောင်တရတဲ့သူကတကယ်ပြောင်းလဲပေးနိုင်တယ်တချို့ကတော့လုံးဝသူ့ရဲ့ဗီဇကိုမပြင်နိုင်တဲ့သူကဆက်ပြီးဖောက်ပြန်နေတဲ့သူတွေလည်းရှိပါတယ်ဗျအဲ့တော့ကိုယ့်ရဲ့ဒီသက်ဆိုင်သူတွေကိုတေချာစစ်ဆေးဖို့တော့လိုပါတယ်ဗျအဲ့တော့ဖောက်ပြန်မှုခင်းတဲ့အိမ်တော်ရေးချစ်ချင်းတွေကျွန်တော်တို့ပိုင်ဆိုင်နိုင်ကြပါစေလို့လည်းဆုတောင်းပေးပါတယ်ဗျ